Hello friends, today I'm gonna be sharing 12 useful adjectives for describing books. Okay, let's go. So let's get started. The first word is easy to read. In here, simple language, little effort without complicated words. Okay, easy to read ဆိုတော့ဖတ်ရလွယ်တယ်ပေါ့နော်ဒီမှာဆိုရင် The Lion and the Mouse ဒီ story လေးကတော့ဖတ်ရလွယ်တယ်simple ဖြစ်တယ်ကိုအရင်ကြီးခက်ခက်စဉ်းစားကြမလို့ပဲနဲ့ဖတ်ရတာလွယ်ကူတယ်ပေါ့နော် So for example, this children's story was easy to read, perfect for a relaxing afternoon. Okay, ဖတ်ရလွယ်ကူတယ်ပေါ့ဒီအခုပြပြနေတဲ့စလုံးတွေအားလုံးကကြတော့ adjective စလုံးတွေပေါ့နော် So ဖတ်ရတာလွယ်တယ်ဆိုရင် easy to read လို့ပြောပြလို့ရမယ်ပြီးရင်သူ့ရဲ့စံကြဘဆိုလို့ရှိရင် it's hard to read, it's hard to read, difficult to understand နားလည်ရတာလေခက်တယ်လိုမျိုးဆိုတော့ very academic or uses a lot of technical terms အဲ့ဒီစာထဲမှာပါတဲ့စလုံးတွေဒီတစ်ခါတလေကြာရင်ဤပညာပိုင်းဆိုင်ရာဒါမှမဟုတ်ဒီစလုံးတွေအရင်မြင်အောင်တာတို့ဒီလိုပုံစံပေါ့နော်ပြီးကိုနဲ့မရင်းနှီးတဲ့ဟာတွေဆိုလို့ရှိရင်ဖတ်ရတာခက်တယ် so it's hard to read. For example, that novel was hard to read and there were many parts that I didn't understand. ကိုနားမလည်တဲ့ပိုင်းအများကြီးပဲပါတဲ့စာအုပ်ပေါ့နော်တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့ဒီလိုစာအုပ်ဆိုရင်ကိုအတွက်က hard to read ဖြစ်နိုင်တယ်တခြားစာအုပ်ဆိုလို့ရှိရင်တော့ကိုအတွက် easy to read ဒီလိုမျိုးဖြစ်နိုင်တယ်ပေါ့နော်လူပေါ်မူတည်တာပေါ့လေကိုရဲ့စိတ်ဝင်စားမှုအပေါ်မူတည်ပြီးတော့ဖြစ်သွားမှာပေါ့နော် So next word is readable. It's interesting, engaging, and you can read without effort. Okay, so သူက readable ဆိုတာဖတ်လို့ရတယ်လို့ပြောမှာဒီနားမှာသူကစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တွေနော်ပြီးတော့ engage ဖြစ်တယ်ပြီးတော့ဟာကြကိုအများကြီးဒီလိုမျိုးပေါ့နော်အားထုတ်စရာမလိုပဲနဲ့ဖတ်ရတာအဆင်ပြေတယ်ပေါ့ဥပမာဆိုလို့ရှိရင်တစ်ချက်တော့ကဒီအခုကိစ္စနဲ့ goodbye good life တို့ be rich dad poor dad ဒီလိုမျိုးစာအုပ်တွေကကြာ readable ဖတ်ရလွယ်တယ်နော်အရင်အားစိုက်စားလည်းမလိုဘူးပြီးစိတ်ဝင်စားစရာလည်းကောင်းတယ်ပေါ့နော်တစ်ချက်တွက်ဆိုလို့ရှိရင်အဲ့လိုမျိုးစာအုပ်ဆိုရင်ကိုအတွက်က readable ပေါ့ Okay, for example, I picked up this novel and found it so readable. အရင်ဖတ်ရတာနော် readable ဖြစ်တယ်ဖတ်လို့ကောင်းတယ် that I finished it in just a couple of days. Okay, နှစ်ရက်အတွင်းနော်အပြီးဖတ်နိုင်တယ်တဲ့အဲ့တော့ pick up ဆိုတာကောက်ယူရဲဆိုဒီနားမှာစာအုပ်လေးဖတ်တယ်ဒီလိုမျိုးပြောတာပေါ့နော်စာအုပ်ဖတ်တယ်ဆိုရယ်အသုံးလေးဆိုရင် I picked up this novel textbook ဒီလိုမျိုးပုံစံနဲ့လည်းပြောလို့ရတယ်အဲ့တော့ဖတ်ရတာလွယ်တယ်ဆိုလို့ရှိရင်ဖတ်လို့လည်းကောင်းတယ်ဒီလိုဆိုလို့ရှိရင် readable လို့ပြောလို့ရတယ် The next word, well written or beautifully written book. Okay, well written ကောင်းကောင်းရေးထားတယ် beautifully လှလှပပရေးထားတယ် shows the author's skills with language အဲ့တော့ဒီစာရေးဆရာရဲ့သူ့ရဲ့အရေးအသားတွေအရန်ကောင်းတယ်ပြီးရင်လှလှပပလေးရေးထားတယ်ပေါ့နော်အသုံးနှုန်းတွေကောင်းတယ်ရေးထားတဲ့စာသားတွေကောင်းတယ်ဒီလိုမျိုးဆိုရင် well written or beautifully written အမျိုးအရေးအသားကောင်းတယ်ဆိုပြီးတော့လည်းအရင်ရှုပ်ရှုပ်ထွေးထွေးကြီးရေးထားတဲ့ပုံလေးမရှိဘူးပေါ့နော်အဲ့တော့နားလည်ရတာလည်းလွယ်တယ်ပြီးစာသားလေးလာတယ်ဒီလိုမျိုးဆိုလို့ရှိရင် well written or beautifully written ဒီလိုမျိုးပြောလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီစာအုပ်လေးပြထားတယ် good vibes good life ပေါ့နော်ဖတ်ကြည့်ပေါ့သူ healing လိုက်ဖြစ်တယ်ဒီစာအုပ်လေးအရင်ကောင်းတယ်သူ့ထဲမှာရေးထားတဲ့စာသားတွေဆိုလို့ရှိရင်စာသားလေးတွေကလှတယ်သုံးလို့လည်းကောင်းမဲ့ပုံစံလေးတွေပေါ့နော်အဲဒါကြောင့်မလို့ဒီစာအုပ်လေးဆိုရင် well written ဖြစ်တယ်ပေါ့ So I think good vibes good life is well written and easy to read for my students ဟိုကျောင်းသားကျောင်းသူတွေအတွက်လည်းဒါဖတ်လို့အဆင်ပြေ intermediate level လောက်ကနေစပြီးတော့ဖတ်လို့ရတယ်ဒီစာအုပ်လေးပေါ့နော် Okay, so well written. Okay, so next word is moving. Yeah, makes you feel strong emotions, sadness, sympathy, touch your heart. Okay, so ဘယ်လိုမျိုးလဲဆိုတော့ဒီစာအုပ်က moving ဖြစ်တယ်တခါတလေဒီစာအုပ်တွေဆိုလို့ရှိရင်ဖတ်နေရင်လည်းကို emotion ဖြစ်တယ်ခံစားရတယ်ဆိုလို့ရှိရင်ဒါ moving ဖြစ်တယ်လို့ပြောလို့ရတယ် moving ဆိုတာရဲ့အသက်ဝင်တယ်အဲ့လိုမျိုးပြောရမှာမဟုတ်ဘူး so oneနေတာတွေဒီကိုချင်းစာတွေဒီလိုမျိုးခံစားချက်တွေဖြစ်တယ်ဆိုလို့ရှိရင် moving လို့ပြောလို့ရမယ် so the story was so moving that
it brought a tear to my eye okay မျက်ရည်ကျမျက်ရည်ဝဲစေ it brought a tear to my eye အဲ့လိုမျိုးပုံစံလေးပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာစာအုပ်တွေကို describe လုပ်တဲ့စလုံးတွေကဘယ်မှာလဲသုံးလို့ရတယ်လဲဆိုရင်ဒီ movie ပေါ့နော် movie တွေကို describe လုပ်ရင်လည်းသုံးလို့ရတယ်ရတော့ adjective စာသုံးနေပေါ့နော် okay so next word is action packed okay full of action excitement adventure fights and chases နော်အဲ့တော့ဒီ action ဆိုမှတော့ဒီတိုက်ခိုက်တာတွေပါတာပေါ့အဲ့တော့ actions တွေပြီးစိတ်လှုပ်ရှားစရာ adventures တွေပါမယ်ပြီးလို့ရှိရင်အမျိုးပြေးလိုက်တာဒါညာအဲ့လိုမျိုးပါမယ်ပေါ့နော်ငါတော့အဲ့ဒီစာအုပ်ကတော့တည်းမမြင်တာမှာဆိုလို့ရုပ်ရှင်နဲ့ပြောပြလိုက်တယ်ဒီ Avengers ပေါ့နော်ဒီမျိုး Marvel fan တွေတော်တော်များများသိမှာပေါ့ Avenger Endgame was action packed in the later scenes နော်ဟုတ်လား okay နောက်ပိုင်း scenes တွေမှာကြာသူကလည်းတိုက်ခိုက်တာပါတယ်အရှိပိုင်းမှာတော့တိတ်တော့မပါဘူးပေါ့နော်အဲဒီလိုမျိုးမြင်တာအောင်ပြပေးတာပေါ့ဒီစာအုပ်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်စာအုပ်ထဲမှာတိုက်ခိုက်နေရဆိုရင်လည်းအဲ့ဒီရဲ့ရုပ်ရှင်ဒါမှအဲ့ဒီရဲ့စာအုပ်က action packed ဖြစ်တယ်ပေါ့နော် okay so next word let's move to next word okay next word predictable you can easily get what will happen okay come on already yeah I got not predictable okay the ending of the romance was quite predictable the romance zagayaများတော့အပြင်တော့ predictable ဖြစ်တယ် they got together just like you expected နင်းမျောလင့်ထားတယ်လို့ပဲ they got together သူတို့အတူတူပေါင်းသွားတယ်ပေါ့နော်သူတို့အတူတူပေါင်းသွားတယ်ဆိုလို့ရှိရင်ပေါင်းသွားတယ် predictable ဖြစ်တယ်များတော့အပြင်ကတော့ romance တွေကခံမှန်းရလွယ်တယ်ပေါ့နော် yeah the story of the novel words is predictable no okay so next word is award winning has won at least one award မျိုးအဲ့ဒီရဲ့စာအုပ်ပေါ့မအဲ့ဒီရဲ့ဇလံကစုရရတယ်မျိုးစုရတာတဲ့စာအုပ်ပေါ့အနည်းဆုံးတော့စုရတဲ့စာတစ်ခုနှစ်ခုအဲ့လိုအများကြီးပဲရနိုင်တာပဲလေစုရတာတဲ့စာအုပ်ဆိုရင် award winning လို့ပြောလို့ရတယ် so he has written 2 award winning novels that have been published in 20 languages okay ဘာသာစကား20နဲ့အောင်ထုတ်လုပ်ထားဘာသာပြန်ထားတာတွေပါရှိမှာပေါ့နော် so award winning novels နော်ရမယ်နော် okay the next word is okay far fast အဲ့တော့တချို့ဇာကာရီဒါမှမဟုတ်တချို့ဇလန်တွေကရှိရ exaggerated and unbelievable okay ချက်ကားတာအလွန်အကျူးအဲ့လိုမျိုးပြောထားတာအလွန်အကျူးယုံနိုင်စရာမကောင်းတဲ့ဇလန်တွေဆိုလို့ရှိရင် far fetched လို့ပြောရတယ် far fetched so the plot of the sci-fi movie was a bit far fetched I don't like it okay plot ဆိုဇလန်ပေါ့နော် sci-fi ဆို science fiction ကိုပြောတာတိတ်ပံလိုမျိုးကားတွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ဒီခါလေးကြရင်အရင်အလော့အကျူးမျိုးချက်ကားတာအဲ့လိုမျိုးဖြစ်တယ်အဲ့လိုအချိန်ကြီးဆိုရင် I don't like it မကြိုက်ဘူးပေါ့နော် far fetched yeah far fetched နော် okay so next word widely acclaimed popular and has received good reviews okay widely acclaimed ကတော့ဒီစာအုပ်တွေမကောက်ဇလန်တချင်းမျိုးစုံပြောလို့ရတယ်ဒီလူကြိုက်များတယ် popular လည်းဖြစ်တယ်ပြီးတော့ဒီကဘာလုံးညီးပါပေါ့နော်ဒီကဘာပေါ်မှာအဲ့လိုမျိုးပေါက်တာတယ်ပေါ့ပြီးရင် review ကောင်းနေလည်းရတာအရင်ကြိုက်ကြတယ်ဇက်ကာဒါမှမဟုတ်စာအုပ်ဆိုလို့ရှိရင်ဒီ baby လုံးပါဒီ baby လုံးစာအုပ်ဆိုလို့ရှိရင်လည်းအရင်သဘောကျကြတယ်ကြိုက်ကြတယ်ပေါ့နော် so the richest man in Babylon it's widely acclaimed and still popular သူကကြတော့ဒီ passive voice အနေနဲ့သုံးပေးရတာအဲ့လိုမျိုးပေါ့နော်သုံးမရတဲ့ပုံစံပေါ့ဒီမှာတော့ adjective အနေနဲ့သုံးလို့ရတယ် widely acclaimed and still popular လူတိုင်းရဲ့လက္ခဏာတွေပြီးတော့ popular လည်းဖြစ်နေတော့ပဲနော် okay so next word is gripping yeah gripping is very interesting or exciting hard to put down တော့ချဖို့ခက်တယ်စားကိုလက်ကချလိုက်ပို့တော့ခက်တယ်အရန်ကိုစိတ်ဝင်စားစရာကောင်းတယ် and exciting စိတ်လို့ရှာဖို့ကောင်းတယ်ဆိုတော့ဒီစလုံးကတော့ advanced level ပေါ့နော်ဒီ
advanced level ပြီးတော့ဒီ elementary level လောက်ကိုသွားရှင်နေဆိုလို့ရှိရင်တော့မှာ readable တို့ interesting တို့ပြောလို့ရတယ်ဒါပေမဲ့ဒီ advanced level မှာဆိုရင် gripping လေးကိုပြောင်းပြီးတော့ပြောစေချင်တယ်ပေါ့နော် okay the mystery novel was so gripping အရင်စိတ်ဝင်စားစရာကောင်းတယ် and I stayed up late to finish it okay အဲ့ဒါပြီးအောင်လို့နောက်ကျတဲ့အချိန်နေပြီးတော့ကြည့်တယ်ပေါ့နော်အဲ့တော့ gripping is the same as like interesting စိတ်ဝင်စားစရာကောင်းတယ်နဲ့တူတယ်ပေါ့နော် okay so the last word is thought provoking it makes you think and gives you ideas okay ကိုဒီစာအုပ်ကိုဖတ်ပြီးရဲ့အခါမှာမဟုတ်ဒီရဲ့ဘယ်လိုပြောမလဲဒီရဲ့ဇာတ်ကောင်ကြည့်ပြီးတဲ့အခါမှာကိုအတွေးတွေနဲ့ချက်ပြဥပမာဆိုလို့ရှိရင်စသိန်းဆိုလို့ရှိရင်လည်းဘာဆက်ဖြစ်မလဲဆိုတာကိုပြန်ပြီးတော့အတွေးနဲ့ပြန်စဉ်းစားရစဉ်းစားစေချင်တဲ့ဟာမျိုးဒါမှမဟုတ်သူက message တစ်ခုပေးတယ်အဲ့ဒီ message ကိုပြန်တွေးစေချင်တဲ့ဟာမျိုးဒီလိုမျိုးရယ်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့ကိုကဒီရဲ့ပေါ့နော်ဘယ်လိုပြောမလဲဥပမာဒီရဲ့ဇလန်ပေါ့မှာဆိုလို့ရှိရင်ဒီရှင်ပြုအလူပွဲနဲ့ပတ်သက်ပြီးတော့ကိုသိထားတဲ့အတိအတလုံးဒါပေမဲ့ဒီလိုမျိုးတကယ်ကတော့ဒီလိုမျိုးပေါ့လေဒီလိုမျိုးကိုရဲ့ဆက်စချင်းမြင်ထားတဲ့အတွေးအမြင်တွေကိုပြောင်းလဲစေတဲ့ဇလန်မျိုးဒါမှမဟုတ်ကိုအတွေးတွေနဲ့တွေးစေတဲ့ဇာကားမျိုးဇလန်မျိုးဒီလိုဆိုရင်ဒီရဲ့ဇလန်ကို thought provoking လို့ခေါ်ပါတယ် so the philosophical novel was very thought provoking ဒီလိုဇလန်နေကြတော့ကိုရန်တွေးစီရလေ prompting many interesting discussions in our book club okay book club တွေပါလေရှိတယ်ဒီလိုမျိုးဆွေးနွေးကြရတာရှိတယ်အဲ့မှာဆိုလို့ရှိရင်ကိုယ်ဆွေးနွေးစရာအကြောင်းအရာတွေအများကြီးရတယ်ဒီဇလန်ကပေါ့နော်ဒီလိုမျိုးလေးပြောပေးတာဖြစ်တယ်ပေါ့အဲ့တော့ဒီဥစ္စာကဒီ books တွေကို describe လုပ်မယ်သုံးလို့ရတဲ့စလုံး12လုံးဖြစ်ပါတယ်12လုံးကိုဒီချက်အစကနေဆိုလို့ရှိရင် elementary to advanced level အထိသွားပေးတာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ် video သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်ရှင့် bye bye thank you for your attention friends